အာမခံမျိုးစားတွေကိုသိချင်ပေမဲ့အချိန်သေးတယ်မပေးချင်ဘူးပရီမီယံချင်းကိုလည်းကိုယ့်ဘာသာအကြမ်းမြင့်တွက်ချက်ချင်တယ်ဒါဆိုဘလို့နီးလန်းကအချိန်မကုန်မဲ့အလွယ်ကူဆုံးဖြစ်မလဲဒီလိုအခြေအနေတွေကိုအဆင်ပြေစေဖို့အတွက်အခုဆို insurance ကအသင်းလက်တကမ်းမှာရှိနေပါပြီခင်ဗျာဖုန်းထဲမှာ A+ wallet ရှိရုံနဲ့ insurance feature ကနေလူချင်းမင်းတို့ထားရှိထားတဲ့ကားအာမခံဒါမှမဟုတ်မီးအာမခံ policy တွေနဲ့အခြားသိရှိလိုတဲ့အာမခံဆိုင်ရာအကြောင်းအရာတွေကိုအလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးကြည့်ရှုနိုင်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ A+ wallet ကိုဖွင့်ပြီး other service တွေက insurance feature ကိုနှိပ်ပါ our product အောက်မှာဆိုရင် insurance ကနေရရှိနိုင်တဲ့အာမခံမျိုးစားတွေကိုဖော်ပြထားပြီးမိမိသိလိုတဲ့မီးအာမခံဒါမှမဟုတ်ကားအာမခံအပြင်အခြားရရှိနိုင်တဲ့အာမခံတွေကိုပါအသေးစိတ်ဖတ်ရှုနိုင်ဖို့ insurance website စီကိုရရှိသွားမှာဖြစ်ပါတယ်အာမခံ premium ကြီးအကြမ်းမြင့်တွက်ချက်ချင်တယ်ဆိုရင်တော့ hub ကိုနှိပ်ပါ calculator ကိုထပ်နှိပ်ပြီးမိမိထားရှိလိုတဲ့မီးအာမခံဒါမှမဟုတ်ကားအာမခံအမျိုးအစားကိုရွေးချယ်ပြီးနောက်အချက်လက်ကိုဖြည့်စွက်ပါဒါဆိုမိမိထားရှိမဲ့မီးအာမခံဒါမှမဟုတ်ကားအာမခံရဲ့ premium ကြီးအကြမ်းမြင့်ကိုအမြန်ဆန်ဆုံးနဲ့အလွယ်ကူဆုံးကိုယ်တိုင်တွက်ချက်နိုင်မှာဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့အာမခံနဲ့ပတ်သက်ပြီးသိချင်တာဖြစ်ဖြစ်ဒါမှမဟုတ်အကူအညီလိုအပ်တာပဲဖြစ်ဖြစ် contact us က hotline number တွေအပြင် email နဲ့ insurance website တွေကနေတဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာအခုပဲ A+ wallet ကတဆင့်လူကြီးမင်းတို့ရဲ့အာမခံကိစ္စနဲ့အာမခံအချက်လက်တွေကိုအချိန်မကုန်ပဲအလွယ်တကူစီမံခန့်ခွဲလိုက်ပါခင်ဗျာ